Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာကတော့ဘာလဲ Coffee of Tower ဆိုတဲ့ game လေးကိုစပြမှာဖြစ်ပါတယ်။ game နာမည်တော့မသိဘူးဟဲ့ဒီထဲမှာတော့ VIP လဲလဲလို့ရတယ်ပေါ့နော်။အဲ့ဒီ game လေးမှာပဲပုံလေးပါပြောင်းရတာပါ။ဒါပေမဲ့မပြောင်းတော့ပါဘူး။ဒီထဲမှာလဲမနီးယား soft ပြတုံမျိုးပဲပေါ့နော်။ရွေးစရာတွေပေးထားပေးပါတယ်။ဒီထဲမှာတော့ chocolate ကြိုက်ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ chocolate တော့မလုပ်ပြတော့ပါဘူး။ဒီထဲမှာပေါ့နော်ဒီ Christmas ဥစ္စာကိုစော့ပြမှာဖြစ်ပါတယ်ပေါ့နော်ပုံမြင်ရကြတော့တကယ်တော့အဲ့ဒါပြောပြဖို့မဟုတ်ပါဘူးတကယ်ထင်တာပေါ့နော်အဲ့ coffee ကကြတော့အဲ့တမျိုးထဲတာဝါပဲရှိရလို့ထင်တာပါအဲ့တော့ပေါ့နော်အဲ့ဥစ္စာကိုလောက်ထားပါပေါ့နော်ပြီးတော့ဒါတွေကရှိရောပေါ့နော်အဲ့ဥစ္စာလေးကိုပေါ့နော်ပြောပြမယ်ဆိုပြီးတော့ပဲလောက်လိုက်ပါတယ်အဲ့ပုံမြင်ရတော့မစင်စားထားရသေးပါဘူးဒါပေမဲ့ပြောပြပါမယ်ဟုတ်ရှိအောင်ပါတဲ့ပေါ့နော်Christmas နေ့မှာပေါ့နော် Santa Claus ဖိုးရတဲ့ထုတ်တယ်ပေါ့နော်လက်ဆောင်ဘူးတွေဝေပေးနေနေတဲ့ပေါ့နော်မီချောဆိုတဲ့ကောင်မလေးတယောက်ရဲ့အိမ်ထဲကိုရောက်သွားတယ်တဲ့အဲ့ဒါနဲ့ပေါ့နော်သူကလည်းစာရွက်ပေါ်မှာသူ့လိုချင်အောင်ရေးထားတယ်ပေါ့နော်အဲ့နဲ့Santa Clausဖိုးရလေအဲ့စာကိုဖတ်လိုက်တဲ့အချိန်မှာတွေးတက်ပြီးတော့နောက်နှစ် Christmas နေ့ကြတော့တဲ့ပေါ့နော် Christmas လက်ဆောင်ပေးတော့ဘူးတဲ့အဲ့နဲ့ကလေးတွေရတယ်ဝမ်းနေတယ်အဲ့ကောင်မလေးဗါလဲမီချောဆိုတဲ့ကောင်မလေးရဟဲ့ဘာဖြစ်လို့တဲ့အရင်နှစ်တုန်းကတမ ्या ကကြီးလက်ဆောင်ရပါမယ်ငါကဘာဖြစ်လို့မရရလဲဆိုပြီးတော့သူကတငယ်ချင်းကိုလိုက်မေးရအဲ့တငယ်ချင်းကပြောတယ်ညီရလေးကံမကောင်းလို့ပေါ့တဲ့ဆန်တာကလော့ဖိုးကြီးပြန်သွားတဲ့အချိန်ကျမှညီကအိတ်လာနေမှာပေါ့ဆိုပြီးတော့တငယ်ချင်းညီကသူ့စကြတယ်အဲ့နဲ့သူကစိတ်ဆိုးပြီးတော့မီချောဆိုတဲ့ကောင်မလေးပေါ့နော်စိတ်ဆိုးပြီးတော့တကယ်ချင်းကိုခေါ်တော့အဲ့နဲ့ဆန္ဒကလော့ပေါ့နော်ဖိုးကြီးရတယ်တော်ပြီးရဆန္ဒကလော့မလုပ်တော့ဘူးဆိုပြီးတော့အဲ့ပေါ့နော်မီချောဆိုရယ်သူတို့ရဲ့အကြောင်းမှာဆရာလာလုပ်တယ်အဲ့နဲ့မီချောတွေ့ရောသူတွေးတိုးပြီးတော့မူးလဲသွားတယ်အဲ့နဲ့မီချောကလည်းဟာဆရာမဖြစ်တာလည်းမသိဘူးဆိုပြီးတော့ဆရာမကြီးရှိကိုတော့ပြောတယ်အဲ့ဒါနဲ့ဆန္ဒကလော့ဖိုးကြီးရပေါ့နော်ဆီယမာယူပြန်ပြောပြရဲအဲ့ဒါဆီယမာကြီးကလည်းကလေးဆိုမှတော့အဲ့လောက်တော့ရှိမှာပေါ့အေးဆိုပြီးတော့ဆန္ဒကလော့ဦးယူဖိုးယူပြန်ပြောတယ်အဲ့ဒါနဲ့ဆန္ဒကလော့ဖိုးကြီးကလည်းဆရာလောက်တာကနေထွက်ပြီးတော့ဆန္ဒကလော့ဖိုးကြီးပဲပြန်လုပ်ပါတော့တယ်ဒါလေးကတော့ပုံမြင်လေးပဲဖြစ်ပါတယ်ဒါတော့မစင်စားပဲနဲ့ပြောရတာပေါ့နော်အဲ့ဒါပါဒါလေးရထိနေအောင်ဒီဥစ္စာလေးကချစ်တော့ချစ်စရာလေးပေါ့နော်ချစ်စရာတော့မဟုတ်မိုက်တာပေါ့နော်အဲ့လိုမျိုးလေးနဲ့အရန်အောင်မှလှပါတယ်ကြိုက်လားဆိုရင်တော့ဒီခဲကိုနောက်ဖြစ်ရောဆော့ဖြစ်အောင်မှဆိုရင်တော့ကြိုက်တော့ကြိုက်ပါဒါပေမဲ့ဆော့ဖြစ်မလားဆိုတော့ဆော့ဖြစ်ပါဘူးဘာဖြစ်လို့ဆိုအဲ့ထက်မိုက်တဲ့ဂိမ်းလေးတွေကိုဆော့ပြချင်သေးလို့ပါပြီးတော့ရပေါ့နော်နောက်နေ့ကြလို့ရှိရင်ပေါ့နော်အစီအစဉ်တစ်ခုလေးလုပ်မှာပါအဲ့အစီအစဉ်ကတော့ post မှာတင်ပေးထားမှာပေါ့နော်ဆော့ပြချင်တဲ့ game နာမည်လေးအကုန်လုံးမှန်ပြီးတော့ပါဒါပေမဲ့တရေ game တို့ဒေါ် game တို့အဲ့အရာတော့မလုပ်ပါနဲ့အဲ့အရာတော့ကြောက်လို့ပါအဲ့အရာတော့မစော့ရဲဘူးပေါ့နော်အဲ့တော့အဲ့အရာလေးတွေမမှန်ပဲနဲ့တပြည့်ဥစ္စာလေးမှန်ပြီးတော့လို့ရပါတယ်နော်ကောင်းတဲ့ game လေးတွေပဲမှန်ပြီးတော့ပါအဲ့ဒီမှာအကြိုက်ဆုံး game နာမည်နှစ်ခုကိုပဲရွေးမှာပါပထမဆုံးတစ်ရက်ကတော့ game တစ်ခုဆော့ပြမယ်ပေါ့နော်နောက်တစ်ရက်ကတော့ game နောက်တစ်ခုဆော့ပြမှာပဲဖြစ်ပါတယ်နောက်နေ့ကြာလို့ရှိရင်ပေါ့နော်တင်မှာမို့လို့ပေါ့နော်မြဲဒီ channel လေးကိုမြဲဝင်ကြည့်ပေးဖို့တောင်းဆိုပါတယ်ဘေးနေ့ပေါ့နော်တင်မယ်ဆိုတော့အတိအကျမရှိသေးပါဘူးအဲ့အားကြောင့်ပဲဖြစ်ပါတယ်တကယ်လို့ဒီလိုမျိုး game လေးတွေလည်းဆော့ပြခိုင်းချင်တယ်ဆိုလို့ရှိရင် comment မှာပေါ့နော်ဆော့ပြခိုင်းချင်တဲ့တာဝါနာမည်လေးတွေကိုရေးပေးသွားလို့ရပါတယ်နော်ပြိုင်တဲ့ game တွေဆိုလည်းရပါတယ်ဒါပေမဲ့အကြိုက်ဆော့ရတဲ့ game တွေပေါ့နော်အကြိုက်ဆော့မှ level မြင့်တဲ့ game တွေပေါ့ဆော့ဖြစ်ဖို့ကတော့မတိချပါဘူးပြီးတော့အဲ့ဒီမှာပေါ့နော်လွယ်တာရေကောင်းတဲ့ game တွေရဲ့နှစ်ခုကိုပဲယူတာမှာပါအဲ့ဒါကြောင့်ကိုယ့်ရဲ့အကောက်လေးရဲ့ပုံလေးရဲ့ပါချင်တယ်ဆိုရင်တော့ကောင်းတာလေးပဲမှန်ပြီးတော့ပြောချင်ပါတယ်တကယ်လို့ပြောရရင်တော့လုတ်ဖြစ်ချင်မှလုတ်ဖြစ်မှာပါဒါပေမဲ့လုတ်ဖြစ်ဖို့ကတော့ယာဂိုင်းလုံးများရဲ့ပေါ့နော်အဲ့ဒီကျွဲလုံးမှာလို့တော့မျော်လင့်ပါတယ်စောက်ပေးကြပါဦးတကယ်လို့မလုတ်လိုက်ရရင်လေနောက်နှစ်ကြာရင်တော့လုတ်ပေးပါမယ်ဘာလို့လဲဆိုတော့နွေရာ
စိတ်ရချမ်းသာတယ်ကွာဒီနှစ်ခုမှဘေးဟာရေးဆော့နေတော့ဒါဒီပဲဆော့ပြလိုက်ပါမယ်ဒါကတော့တော်တယ်ဆိုတဲ့အကြောင်းကြွားချင်တာမဟုတ်ပါဘူးဟိုအပြားကြီးတွေကိုပေါ့နော်လှည့်ပြီးခုံရမှာမခုံချင်ဘူးပါဒါကတော့ဒီရဲ့တိကျတဲ့အတိုင်းအနီနဲ့အဝါကိုထိလို့မရဘူးပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်ပါလဲမေ့လေးစားတွေကိုထိလို့မရပါဘူးရလေးထိလို့မရဘူးပေါ့နော်ဒါပေမဲ့ဒါကတော့နည်းတော့ထိလို့ရပါတယ်ကဲဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်